မိုင်းဆော့ပိတဲ့လုံးလာပါကျွန်တော်ကဘာပေါ်မှာပေးတဲ့အများပြစိတ်ဝင်စားစောင့်မျှော်နေတဲ့ချန်ပီယံလိဘောလူပွဲကတော့ရောက်ရှိလာတော့မှလည်းဖြစ်တယ်ချန်ပီယံလိဘောလူပွဲကိုလက်ရှိချန်ပီယံ PSG အသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြိုင်သွားကြမှာလည်းဖြစ်တယ်ဘောလူပွဲကိုတော့လာမယ်မေလ30ရက်မြန်မာစံတော်ချိန်ည10:00နာရီခွဲချိန်မှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်ကြည့်ရှုဖို့အကောင်းဆုံးချိန်ဖြစ်လို့ပေးတဲ့အကြိုက်စိတ်ဝင်စားစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်ဒါဆိုရင်ချန်ပီယံလိဘောလူပွဲနဲ့ပတ်သက်တဲ့ပွဲကြိုချက်လက်တွေကိုကျွန်တော်ပြောပြပေးခြင်းနဲ့ပြင်သစ်လီဂို1ဖလားကိုရရှိထားတဲ့ PSG အသင်းကလည်းအကောင်းဆုံးပုံစံတွေကိုပြသထားနိုင်ပြီးတော့ချန်ပီယံလိဘောလူပွဲကိုတက်လန်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီဟာဒီသူတို့ချန်ပီယံလိ League Phase မှာတော့ကျွန်တော်တို့ရုန်းကန်ခဲ့ရပြီးတော့အုပ်စုအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာတော့အကောင်းဆုံးပုံစံတွေပြသထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဒါဆိုရင်ချန်ပီယံလိဘောလူပွဲနဲ့ပတ်သက်တဲ့ပွဲကြိုချက်လက်တွေကိုပြောပြပေးခြင်းနဲ့ကျွန်တော် PSG အသင်းကတော့ပြင်သစ်လီဂို1ဖလားကိုရရှိထားပြီးတော့ဒီဟာဒီချန်ပီယံလိ League Phase ပွဲစဉ်မှာတော့ရုန်းကန်ခဲ့ရပြီးတော့ရှုံးထွက်ပွဲစဉ်တွေအဆင့်မှာတော့အကောင်းဆုံးပုံစံတွေကိုရရှိထားရလည်းဖြစ်ပါတယ်ဘောလူပွဲကိုတက်လန်းလာတဲ့လမ်းကြောင်းတစ်လျှောက်မှာကျွန်တော်မိုနာကိုချက်စီလီဗာပူးဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေကိုကြော်ဖြတ်လာနိုင်ခဲ့ရလည်းဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့22နှစ်ကြာဝေးကွာခဲ့ရတဲ့ပရီးမီးယားလိချန်ပီယံဆုဖလားကိုရရှိထားတဲ့အာဆင်နယ်အသင်းကတော့ချန်ပီယံလိမှာတော့ကျွန်တော်ရှုံးပွဲမရှိသေးတဲ့သင်းထဲသောအသင်းဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့ကျွန်တော် League Phase မှာရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ခဲ့ပြီးတော့ဘောလူပွဲတက်တဲ့လမ်းကြောင်းမှာတော့လီဗာပူးစင်စပိုတင်လက်စပွန်နဲ့အက်တလက်တီကိုအသင်းတို့ကိုကြော်ဖြတ်လာခဲ့တာလည်းဖြစ်ပါတယ်နှစ်သင်းစလုံးချန်ပီယံလိဘောလူပွဲကိုတက်လန်းလာနိုင်တဲ့အသင်းတွေပြီးအကောင်းဆုံးပုံစံတွေကိုရရှိနေပြီးတော့စူပလာကင်မြောက်နိုင်မှုတက်ကလည်းစိတ်အားထက်သန်နေကြတဲ့အချိန်မျိုးလည်းဖြစ်ပါတယ်ဒါဆိုရင် PSG အသင်းကြောင့်အရင်ပြောပြပေးခြင်းနဲ့ PSG အသင်းကတော့အရင်ယာဒီကလိုပဲဒီယာဒီမှာလည်းယာဒီဘွက်ကနေစပြီးတော့အကောင်းဆုံးပုံစံတွေကိုပြသထားနေတာလည်းဖြစ်ပါတယ်နောက်ဆုံးကစားထားတဲ့ပါရီ FC အသင်းနဲ့အပွဲမှာအရေးနေထားတယ်ဆိုပေမဲ့လည်းသူတို့ကကျွန်တော်လီဂူ1မှာချန်ပီယံဖြစ်ခဲ့ပြီးဖြစ်တာကြောင့်ဒီပွဲကတော့အရေးမပါတဲ့ပွဲစဉ်မျိုးပါသူတို့တဲ့တိုက်စစ်တွေဖြစ်တဲ့ဒန်ဘီလီဒူရီကာဘီချာတို့ရဲ့တိုက်စစ်ကလည်းပြိုင်ဘက်တိုင်းကိုအန်ဒီရဲ့ပေးနေသေးလည်းဖြစ်တယ်။ PSG တင်းနေတဲ့ချန်ပီယံလိဘောလူပွဲအတွက်အာဆင်နယ်အသင်းထက်ကျွန်တော်တို့ပြင်ဆင်မှုအခြေအနေကလည်းပုံမရရှိထားတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာ Real အသင်းနောက်ပိုင်းချန်ပီယံဆုကိုဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်တဲ့မှတ်တမ်းကိုရရှိဖို့အတွက်စ조사နေရလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ပရီးမီးယားလိချန်ပီယံဆုကိုရရှိပြီးနောက်မှာတော့နောက်ထပ်ချန်ပီယံလိဖလားကိုရရှိနိုင်ဖို့အတွက်လည်းပြစ်မှတ်ထားနေရလည်းဖြစ်တယ်။သူတို့တွေနောက်ဆုံးကစားထားတဲ့9ပွဲစလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တယ်။အဲ့ဒီ9ပွဲမှာလည်းပေးကိုကလည်းတကိုးပဲရရှိတာကြောင့်အကောင်းဆုံးပုံစံကိုတော့ရရှိနေရလည်းဖြစ်ပါတယ်။ဒါ့အပြင်သူတို့အသင်းရဲ့နီးပြအာတီတာကလည်းလာမယ့်စနေနေ့မှာဥရောပချန်ပီယံဖြစ်မယ်ဆိုပြီးတော့အသင်းရဲ့အောင်ပွဲခံချိန်မှာပြောကြားထားရလည်းဖြစ်ပါတယ်။လက်ရှိချိန်တွေကလည်းကျွန်တော်တို့ဖလားရရှိနိုင်မှုအတွက်အခြေအနေမျိုးမှာရှိနေတာဖြစ်ပြီးတော့သူတို့ရဲ့ပထမဆုံးချန်ပီယံလိဖလားကိုရယူသွားနိုင်မလားဆိုတော့ကလည်းကျွန်တော်တို့အားလုံးစိတ်ဝင်စားစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ထိတ်တိုက်တွေ့ဆုံမှုချိန်တွေကိုလည်းပြောပြပေးခြင်းနဲ့နောက်ဆုံးထိတ်တိုက်တွေ့ဆုံထားတဲ့6ချိန်မှာ2ချိန်စီအနိုင်ရထားပြီးတော့2ချိန်ကတရေကျရတာလည်းဖြစ်တယ်။ဒါကြောင့်ဒီဘိုလူပွဲမှာအနိုင်ရထားတဲ့အသင်းကအသာစီးရယူသွားနိုင်မှာလည်းဖြစ်ပါတယ်။မနစ်ကရာသီကျွန်တော်ချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်မှာတော့ထိတ်တိုက်တွေ့ဆုံထားခဲ့ပြီးအဲ့ဒီပွဲစဉ်မှာတော့ PSG အသင်းကနှစ်ကြော့စလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါ။အဲ့အကြောင်းပဲ PSG အသင်းကအာဆင်နယ်အသင်းကိုထပ်မံအနိုင်ယူပြီးတော့ချန်ပီယံလိဖလားကိုကာကွယ်နိုင်မှုအတွက်စိတ်အားထက်သန်နေမှာလည်းဖြစ်တယ်။အာဆင်နယ်အသင်းကလည်းကျွန်တော်တို့ PSG အသင်းကိုရှုံးကြွေးပြန်ဆက်ပြီးတော့ချန်ပီယံလိဆုဖလားကိုရရှိဖို့အတွက်ရည်မှန်းချက်ထားထားမှာလည်းဖြစ်ပါတယ်။ဒီပွဲအခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ PSG ကသူတို့ရဲ့အမြန်နှုန်းနဲ့အာဆင်နယ်အသင်းရဲ့တိတ်သီးတဲ့ခံစစ်ကိုထိုးဖောက်သွားဖို့အတွက်စ조사မှာဖြစ်ပြီးတော့အာဆင်နယ်အသင်းကလည်း PSG အသင်းရဲ့အားနည်းချက်တွေကိုရာပွေပြီးတော့တွင်းကိုရရှိဖို့အတွက်စ조사မဲ့အခြေအနေမျိုးပါ။ဒီပွဲကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့ PSG အသင်းကပဲအနိုင်ရပြီးတော့ချန်ပီယံလိဖလားကိုကာကွယ်သွားနိုင်မယ်လို့တော့ထင်မြင်မိတယ်။ပြည်သက်အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်